啡ဆိုင်ရှိအောင်မာရေတကူကဒီမှာရောက်ပြီတကူဒီတကူရအောင်မှာဒီမှာတစ်ပိနေအောင်တွင်းနေလိုက်အဆင်ပြေဒီနေ့ကပုံမှန်ဆိုလို့ရှိရင်အကြောင်းသွားတဲ့နေ့ပါနေ့ကအကြောင်းပြေးပြီးတော့ကချနာဘူးတွေတက်လက်โอเคအခုကယထာဘူတာတော့ရပြီလားယထာဘူတာခွန်လန်းဖုံးရပြီကျွန်တော်တို့ယထာတက်စီရမှာယထာစီမှာ6နိုင်ခွဲအခုက6နိုင်Oh, udah. Nah, bukan ya. 6နိုင်ခွဲမှာယထာစီရမယ်ဆိုတော့လမ်းဆောက်လိုက်ယထာစီရမှာဒီနေရာနံပါတ်9ရနေစီကျွန်တော်တို့ကယထာပေါ်ရတယ်ယထာစီရအောင်ယထာတက်တယ်6နိုင်ခွဲပါထောက်အခုကျွန်တော်တို့နုံကပထုံရောက်ပြီယထာခဏနာ45မိနစ်နုံကပထုံဆိုင်မို့ဒီမှာပြောင်းပြန်ဖြစ်အခုတပါဆေးလဲအဲ့ကောင်မထုံဆေးဘာတွေရောင်းလဲတီးရတယ်ရောင်းတော့မရောင်းဘူးတင်းတီးရောင်းတယ်တင်းတီးရောင်းတယ်အတွင်းကြီးပိတ်ရတယ်မရောင်းဆေးဒီနောက်ကပထုံဒီဟိုလမ်းဖော်ကနေပြီးတော့ယထာစီလိုက်45မိနစ်အဲ့လောက်ဆိုHello အခုရောက်လာတော့ဗလဲက
การจนบุรีมิวเยดีดาตาสะพานข้ามแม่แน่แขวนใหญ่ก็ได้แขวนก็ได้แหละมันกันแหละเนี่ยสวยจริงด้วยแหละแต่เราไม่รู้เราเช่าว่าเรานะน้ำเช่าว่า အဲ့ เรา ဒီနေရာလာလို့ရပါတယ် ยาวแต่ไม่ข้างหน้าเลยยาวเปียดอาจารย์มารู้มันลำเช่าว่าเราดูว่ายัดหาสักงานมันเนี่ยแบบเชียงปีเอ๊ะဒီအမြောက်อ่ะဒါစစ်တယ်ဒီအမြောက်အစစ်တယ်ကချနာပူလီမှာဒီမှာဘုံချတချိရတာကျွန်တော်တို့အခုရေတကွန်ရရမှာနော်ခဏကြရဲ့ရေတကွန်သွားမယ်ဒီနေရာနန်းတုတ်ထိုင်ရွတ်နယ်လို့ခေါ်တာအားလုံးပဲခုကကျွန်တော်တို့ရေတကွန်သွားနေပါပြီရေတကွန်ဟုတ်စီ พี่แม่เท้าสูงมา กาแฟใส่สิเอาน้ำเต้าไทยเยอะหน่อยนี่ဒီမှာဒီလိုမျိုးပုံစံဒီလိုမျိုးပုံစံလာဖြာကိုဖြာနေကိုအောက်မှာထိုင်လို့ရတယ်ဟိုဒီမဲ့မအေးလို့အေးကိုဖြာနေมาရေတကွာဒီမှာရောက်ပြီတကွာရေတကွာအောက်မှာဒီမှာတစ်ပင်ရအောင်တွင်းနေလာရစီပြီ咖啡ဆိုင်သွားရင်ဒီရပေါ်ရင်တက်ရမှာဒီရနေသွားကျွန်တော်တို့ဟိုးပေါ်မှာဆိုင်ရ ถ้าไม่รู้ทางก็ต้องตามไปนะรู้ทางต้องตามไป ပေါ်ဟိုးပေါ်မှာ ขึ้นไหนครับขึ้นไหนขึ้นเขาอะไรตรงนี้ก็ได้เป็นเรา ဟိုးအပေါ်ဆုံးမှာ咖啡ဆိုင်ဟိုးတက်လာมาပေါ်ရောက်လာပြီပေါ်မှာဒီလိုရှိတယ်ဒီနေရာဒါမှစရက်
လေက136ထလောက်တက်လိုက်ရတယ်ကာဖေဆိုင်ဟုတ်တယ်ကာဖေဆိုင်နေတယ်ဒါခုနရေတကွန်ကြားတဲ့နေရာမရေတကွန်我远了往丢。咖啡站的嘛。咖啡站啊，现在也那边了，俺那一组背咖啡站里头嘛。咖啡站要不到得来呀吧的？咖啡站啊，到我嘛是的。他们今年嘛这边面了不咯？A，今年嘛 A，包嘛呢，包嘛呢都多贵，可能嘛得来边都多贵，也不要了 A 啊。嘛，回头我洗。你看那个啡。咖啡ဆိုင်ဒီမှာ咖啡ဆိုင်ရောက်ပါပြီ咖啡ဆိုင်လေးမှာมีน้ำอะไรเมื่ออะไรชาไทยลาเต้โกโก้ลาเต้โกโก้ส้มมัทฉะลาเต้ก็มี အခုကာဖေဆိုင်ကနေပြန်ပြီးတော့ဘိုးကလည်းရွာတော့2နာရီခွဲကျရင်ရထားစီပြီးတော့ပြန်ရတော့အဲကြောင့်မိုးရွာတာနဲ့ပါလဲဆိုတော့ပြန်มาတော့မယ်ဒီဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးပဲဘိုင်ဘိုင်